Hello, guten Abend. ဒီနေ့ဒီရှယ်တော့ကဂျမန်ဘာသာစကားမှာဆိုရင်အင်္ဂလိပ်ဘာသာစကားလိုမျိုးပဲ level က CEF ပုံစံအတိုင်းပဲပေါ့ A1 ကနေပြီးတော့ C2 တိရှိရဲ့တခြားဂျမန်မှာဆိုရင်လည်း A1, A2, B1, B2, C1, C2 ဆိုပြီးတော့စုစုပေါင်း level 6ခုရှိရဲ့ပေါ့အဲ့ level 6ခုမှာဆိုရင်အခုမှဂျမန်စာစလိလာမဲ့သူတွေအတွက်ဘယ် level မှာဘာသင်ရမှာလဲဘယ် level ပြီးတော့ဘာတက်မြောက်သွားမှာလဲဆိုတဲ့ဟာကိုသိချင်နေသူလေးများအတွက်တခြားတို့ရဲ့ Dream to Drive ကနေပြီးတော့ဒီနေ့အကြောင်းနဲ့ပတ်သက်ပြီးတော့ sharing လေးလုပ်ပေးသွားမှာပေါ့So let's start. So the topic is what you will learn at each level of German. ဒါဆိုရင်အခုကတော့ဘယ်ဘာသာစကားမှာဆိုအရင်ဆုံးလေ့လာရဲလောက basic ပေါ့နော် absolutely beginner level ဖြစ်တဲ့ A1 level ကိုဆက်ကြည့်လိုက်ကြမယ် A1 မှာဆိုရင်တော့ဒီလို topic တွေအနေနဲ့ဘာလေ့လာမှာလဲဆိုတော့ကိုယ့်ကိုဘယ်လိုနှုတ်ဆက်ရလဲ greetings နဲ့ပတ်သက်တာကိုယ့်ရဲ့မိသားစုဘယ်လိုဖော်ပြမလဲပြီးတော့ night တွေဆိုရင်ဂျာမန်လိုဘယ်လိုပြောရမလဲပြီးတော့ကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ပတ်သက်တာဟာမျိုးပေါ့အိယာထားရတယ်နောက်တစ်ခုကကြောင်းသွားရဲ breakfast ဆိုင်အဲ့လိုဟာမျိုးတွေနဲ့ပတ်သက်တဲ့ဟာတွေပေါ့နောက်တစ်ခုကျဘာရဲ့ထပ်လေ့လာရအောင်ပါလဲဆိုတော့ shop မထွက်တဲ့အချိန်မှာဆိုဈေးတွေဘယ်လိုမေးရမလဲအစားအစာနဲ့ပတ်သက်တဲ့ဟာကောင်းတယ်မကောင်းဘယ်လိုဖော်ပြရမလဲပြီးတော့ကိုကနေပြီးတော့စေးခဲနေပါတော့ပြတော့မယ်ဂျာမန်လို appointment ဘယ်လိုယူရမလဲကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုဆိုရင်ဂျာမန်လိုဘယ်လိုပြောရမလဲဆိုတဲ့ဟာတွေအဓိက topic အနေနဲ့ဒီ level မှာဒီ share လေ့လာရမှာပေါ့ဒီ level မှာကျွန်တော်နောက်ထပ်လေ့လာရမယ့်ဟာတွေကဘာလဲဆိုတဲ့အခါကျတော့ကိုက direction ကိုမေးချင်တယ်ပေါ့နော်ဘယ်ဘယ်နေရာမှာရှိရလဲဆိုတဲ့ဟာမေးချင်တယ်ဆိုရင်ဂျာမန်လိုဘယ်လိုမျိုးမေးရမလဲအစားအသောက်တွေမှားချင်တယ်ဆိုရင်ရောဘယ်လိုမျိုးမှားရမလဲပြီးတော့ကိုယ့်ရဲ့တနေ့တာအကြောင်းကိုပြောချင်တယ်ဆိုရင်ဘယ်လိုပြောရမလဲအဓိကဒါကြီးလေ့လာရမှာပေါ့အခုဒီချက်ဘာကိုဆက်ကြည့်လိုက်မလဲဆိုရင်ဒီ level မှာ grammar ရဘာကြီးသင်ရမှာလဲ grammar ရဆိုရင်တော့ကျွန်တော်ဒီ level မှာဘာ present tense တွေဖြစ်တဲ့verb to be တို့ verb to have တို့ပြီးရိုး basic verb တွေပေါ့အလုံးလုံးတယ်တွားတယ်လာတယ်ပေါ့အဲ့လို verb တွေကိုဘယ်လိုပြောရလဲနောက် sentence structure ပေါ့နော် subject verb နဲ့တွားတယ်ဂျာမန် sentence structure ဘယ်လိုမျိုးရှိရလဲအဲ့ဒါကြီးလေ့လာရမယ်နောက်တစ်ခုကကြောက်ဂျာမန်မှာဆိုအမြင်နဲ့ဘာရှိလဲ accusative dative ဆိုတဲ့ဟာရှိရပေါ့ဒီမှာဘာအရင်ဆုံးစလေ့လာရမှာ accusative verb တွေနဲ့ accusative article တွေအရင်ဆုံးစပြီးတော့လေ့လာရမယ်ပြီးတော့ဘာလဲဆိုတော့ modal verb တွေပေါ့ English မှာဆို can တို့ should တို့အဲ့လိုဟာမျိုးတွေဆိုဂျာမန်လိုဘယ်လိုပြောရလဲဆိုတာစလေ့လာရမှာပေါ့အဲ့ speaking ပိုင်းအနေနဲ့ဆိုရင်ဘာပြောနိုင်သွားမှာလဲစကြည့်ကြမယ်ဒီ A1 level ပြီးသွားပြီဆိုရင်ဒီ share တို့ကကိုနာမည်ကိုမိတ်ဆက်တက်သွားမယ်ကိုရဲ့မျိုးကိုပြောတတ်သွားမယ်ဘာလုပ်တယ်ဆိုရင်ကိုရဲ့အလုပ်ကြောင်းပြောတတ်မယ်နောက်တစ်ခုကရိုး simple questions လေးတွေအမေးဖြေလုပ်တတ်မယ်ပြီးဟာကိုရဲ့ routine ပေါ့သူက daily routine ကိုဖော်ပြတတ်သွားမယ်ပေါ့နော်ဒါကကြ A1 level မှာကျသင်ရမယ့်ဟာတွေနဲ့ပြီးသွားရင်ဘာတက်မလဲဆိုတဲ့ဟာတွေပေါ့နောက်ဘာကိုဆက်သွားမလဲ A2 မှာဆိုရင်ရောဘာသင်ရမှာလဲဆက်ကြည့်လိုက်ကြမယ်ဒါဆိုရင်အခုဒီ share A2 level မှာကြာဘာလေးလာမှာလဲဆိုတော့အလုံးနဲ့ပတ်သက်ပြီးတော့ပို့ပြီးဒီသေးကြဘယ်လိုမျိုးပြောမလဲပေါ့ပြီးတော့နောက်တစ်ခုကကြာပွဲတော်ရေးကျင်းပတဲ့ဟာမျိုး advance တွေကျင်းပတဲ့ခါမျိုးမှာဆိုရင်ဘယ်လိုပြောမလဲပြီးတော့ခီးတွေပါတွားတဲ့ခါမှာလက်မှတ်ဝယ်တဲ့ခါမျိုးတို့နောက်တစ်ခုကကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာပေါ့ပို့ပြီးအသေးစိတ်ကြပေါ့ဘယ်လိုပြောမလဲဆက်လေးလာမှာပြီးဒီမှာဘာပြောတတ်သွားမလဲဆိုရင်ဒီ share ကကိုယ့်ရဲ့ past experience ပေါ့နော်အတိတ်မှာငါဘာလုပ်ခဲ့ရဘာဖြစ်ခဲ့တယ်ဆိုတဲ့ဟာမျိုးပြောတတ်သွားမယ်နောက်တစ်ခုကကြာဂျာမန်လို complain တွေဘယ်လိုတက်ရလဲတငယ်ချင်းနဲ့ plan တွေဆွဲချင်တယ်ဘယ်လိုမျိုးဆွဲရမလဲပြီးတော့နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကိုယ့်ရဲ့ holiday ကပိတ်ရက်နေနဲ့ပတ်သက်တဲ့ဟာတွေဆိုရင်ကိုကဘယ်လိုပြန်ပြောရမလဲဆိုတဲ့ဟာတွေ past tense နဲ့သုံးပြီးတော့ပြောတတ်သွားမယ်ပေါ့grammar ရတော့ဒီ level မှာဆောနာတစ်ချက်ပြောခဲ့တယ်လို့မျိုးဘာတွေသင်ရမှာအတိတ်ကာလ past tense တွေဆိုရင်ဘယ်လိုပြောရလဲဂျာမန်မှာကျအတိတ်ကာလနှစ်မျိုးရှိရယ်ဘာလဲ perfect tense နဲ့ preterite ဆိုပြီးနှစ်မျိုးရှိရယ်ပေါ့ဒီမှာဘာ perfect tense ကိုတစ်လေးလာမယ်ပြီးဟာ separate even inseparate even verbs အဲ့ဒါဘာခွဲလို့ရတဲ့ verb နဲ့ခွဲလို့မရတဲ့ verb တွေအကြောင်းရယ်ဂျာမန်မှာဆိုရင် dative accusative ရှိရယ်အဲ့ဒီမှာ preposition မှာဆိုရင်တချို့ preposition က dative ကို accusative ကိုနှစ်မျိုးလဲလို့ရတဲ့ဟာရှိရယ်အဲ့ဒါအကြောင်းဒီမှာဘာလို့ပို့ပြီးအသေးစိတ်ကြလေးလာရမယ်ပြီးတဲ့ခါကျအဘဲကြောက်ဆိုတော့ဆိုရင်ဂျာမန်စာကြောင့်ဘယ်လိုဆက်ရမလဲအဲ့ဒါလေးနဲ့ဆက်ပြီးတော့လေးလာရမယ်ပေါ့နော်ဒီ level ပြီးတော့ရင်ကျဘာပြောတတ်သွားမလဲဆိုရင်နောက်တစ်ခုက speaking goals အနေနဲ့ဘာပြောတတ်သွားမလဲပုံမြင်သူလေးတွေ short story လေးတွေဂျာမန်လိုပြောတတ်သွားမယ်ဘယ်ကိုကြိုက်တယ်မကြိုက်ကိုယ့် likes တွေ dislikes တွေပြောဖော်ပြရဟာဘယ်လိုဖော်ပြရမလဲပေါ့သူများက direction ညွှန်ပေးမယ်ဆိုရင်ဘယ်လိုညွှန်ပေးရမလဲဆိုတဲ့ဟာဆိုကောင်းကောင်းလေးပြောတတ်သွားမယ်ပေါ့နော်အခုဘာလို့ဆက်ကြည့်မလဲဆို B1 မှာဆိုရင်ဘာလေးလာရမလဲကြည့်လိုက်ကြမယ် B1 မှာ topic အနေနဲ့ဆိုတော့အလုပ်အကြောင်းနဲ့ပတ်သက်တဲ့ဟာတွေ social media အကြောင်းပညာရေးနဲ့ပတ်သက်တဲ့ဟာတွေဆိုဘယ်လိုမျိုးပြောရမလဲနောက်တစ်ခု B1 ဘာ level ဖြစ်သွားပြီ intermediate level ဖြစ်သွားမှာမို့လို့ဒီရှောက်ဂျာမန်လို့ဆိုရင်
အရင် fluent ပုံစံမဟုတ်ရင်တော့မှနေ့စဉ် daily conversation လောက်တော့ကောက်ကောက်မွန်မွန်လေးချောချောမွေ့လေးပြောလာနေနိုင်ပြီပေါ့ဒီမှာတချို့ဘာကိုထပ်ပြီးလေ့လာရမလဲဆိုတဲ့အခါကျ opinions ပေါ့နော်ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုဘယ်လိုပြောရမလဲအတွေ့အကြုံတွေကဘယ်လိုပြန် sharing လုပ်ပေးရမလဲပြီးတော့နောက်တစ်ခုကကြာ radio ကသတင်းတွေအဲ့ဒီလာရဲဆိုဘယ်လိုနားထောင်ရမလဲသတင်းတွေဖတ်တဲ့အခါမှာဆိုရင်ရောဘယ်လိုဖတ်ရမလဲဆိုတဲ့ဟာတွေသိသွားမယ်ပြီးတော့ကိုယ့်ရဲ့အလုံးနဲ့ပတ်သက်တဲ့အကြောင်းနဲ့ပတ်သက်တဲ့အကြောင်းတွေလည်းပြောနိုင်သွားမယ်ပေါ့နော်grammar ရဆိုတော့ဒီ level မှာ pluscuam perfect လို့ခေါ်တယ် past perfect ပေါ့အဲ့ grammar ဘယ်လိုသုံးရမလဲနောက်တစ်ခုကကြာတကယ်အမှန်မဟုတ်တဲ့ဟာတွေကိုယ့်ရဲ့ဆုတောင်း wish တွေကိုပြောတဲ့အခါမျိုးလို့ပိုယဉ်ကျေးခြင်းနဲ့တောင်းဆိုခြင်းတဲ့အခါမျိုးမှာဆိုရင်ကြာ conjunctive voice ဆို grammar ဘယ်လိုသုံးရမလဲ relative clause ဆို passive voice တွေအဲ့ဒါတွေလေးလာမယ် speaking ရတော့ဒီ level ပြီးတိုင်းဘာပြောတတ်သွားမလဲကောင်းကျိုးနဲ့ဆိုးကျိုးဒီ pros and cons တွေကိုနှိုင်းယှဉ်ပြီးပြောတတ်မယ်ပြကိုယ့်ရဲ့ထင်မြင်ချက်တွေကိုဆိုသူများကိုဘယ်လိုပြောပြရမလဲပြကိုယ့်ဘဝပုံမြင်တွေကိုအရှိရပုံစံလိုမျိုးပါချက် A level ရလိုမျိုးပုံစံမဟုတ်တော့နည်းနည်းခက်ရှည်ရှည်လေးဘယ်လိုပြောရမလဲပြောတတ်လာမယ်အခုတချေတော့ B2 level ရောက်ပြီ B2 ကကျ upper intermediate ဖြစ်သွားပြီပေါ့နော်ဒီ B2 level လောက်ကျဘာလို့လုပ်ရပြီလဲဂျာမနီမှာ Ausbildung program နဲ့ရှောက်ချင်တဲ့ရှောက်လို့ရပြီနောက်တစ်ခုကျောင်းသားတက်ချင်တဲ့ဆိုရင်လေ B1 လောက်နဲ့ဆိုရင်အဆင်ပြေရဲဆိုပေမဲ့တကယ်ဂျာမနီရောက်သွားတဲ့အချိန်မှာတကယ် B2 မှာတချေတော့အဆင်ပြေတာပေါ့B2 မှာဆိုရင်ကျဘာလေးလာမှာကြည့်လိုက်ကြမယ် B2 မှာကျတချေတော့ကိုယ့်ရဲ့ work culture တွေပြောတဲ့အခါမျိုးတော့နောက်တစ်ခုကကျတော့ဒီကျမကြီးနဲ့ပတ်သက်တဲ့ဟာတွေ media နဲ့ပတ်သက်တဲ့ဟာတွေကဘာကြီးမှဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်တဲ့ဟာတွေဆိုဘယ်လိုပြောရမလဲဆိုတဲ့ဟာလေ့လာရမှာပေါ့နော်နောက်တစ်ခုကဘာလေ့လာရမလဲဆိုတဲ့အခါကျတော့ဂျာမယ်လို့နိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတွေလူမှုပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဟာတွေသတင်းတွေကိုဆွေးနွေးနိုင်သွားမယ်ပြီးတဲ့အခါကျတော့ရေဒီယိုမှာလာတဲ့သတင်းမျိုးလို့ဘူရာယုံတွေမှာကျင်ညာတဲ့ဟာမျိုးဆိုရင်လုံးဝဂျာမယ်လို့ဟာလုံးဝအမြင်တွေပြောတာမျိုးပေါ့အဲ့လိုဟာမျိုးလုံးဝဂျာမယ်လို့တခြားနားလည်နိုင်သွားမယ်ပေါ့နော်နောက်ပြီးတချေတို့ကဘာလဲဆိုတော့ကိုယ့်ရဲ့ထင်မြင်ချက်တွေပြောရတဲ့နေရာမှာဆိုရင်အပေါ်ရံမဲမဟုတ်တော့ပဲလုံးဝအသေးစိတ်ဒီသေးကြကြပေါ့ငါဒါကိုထင်တယ်ဘာလို့ထင်တာလဲဆိုတဲ့ဟာမျိုးလုံးဝတေချာပြောနိုင်သွားမယ်ပြီး presentation ဂျာမယ်လို့ပေးမယ်ဆိုရင်ဘယ်လိုမျိုးပေးမလဲသူများနဲ့အငင်းပွားမယ်ပေါ့ debate တွေပေါ့ arguments တွေလုပ်တဲ့အခါမှာဆိုရင်ရောကိုယ့်ရဲ့အမြင်ကိုကိုကဘယ်လိုမျိုးတေချာချာပိုင်နိုင်ထိထိမိပြောမလဲဆိုတဲ့ဟာမျိုးတေချာလေးပြောနိုင်သွားမယ်အခုဒီကျော်ဘာကိုဆက်ကြည့်မလဲ grammar အနေနဲ့ဒီမှာဘာလေးလာရမှာလဲဒီမှာတော့တချို့ကဘာလဲဆိုတော့ B2 level ပြီးသွားဂျာမယ်မှာ grammar လုံးဝပြီးသွားပြီgrammar အနေနဲ့ဆိုရင်ဒီဆိုတာဘာ nominalization ဘယ်လိုမျိုးလုပ်ရမလဲပေါ့ subject verb ရေးတဲ့စာကြောင်းမျိုးလုံးဝ noun စာကြောင်းဖြစ်သွားဘယ်လိုမျိုးပြန်ပြောင်းပေးရမလဲ passive tense တွေကိုမှလုံးဝ perfect tense တွေမှာ modal verb တွေနဲ့ဘယ်လိုရေးရမလဲဆိုတဲ့ဟာလေးလာမယ်ပြီး conjunctive စပိုင်းပေါ့ conjunctive စပိုင်းကကြာဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်အရှိမပြောခဲ့တယ်ကိုကတောင်းဆိုတဲ့အခါမျိုးတကယ်အဖြစ်မှန်မဟုတ်တဲ့ဟာကိုက wish တွေပြောတဲ့အခါမျိုးမှာ reported speech နဲ့ဘယ်လိုမျိုးပြောရမလဲပေါ့နော်ဒီဟာပြီးတော့ဘာပြောတတ်သွားမလဲဆိုတဲ့အခါဒီ debate တွေမှာလုံးဝကိုက participate လုပ်ပြီးတော့အပြည့်အလဲငင်းခုန်နိုင်သွားဒီ B2 level လောက်တချို့ကနောက်ထပ်ဘာလဲဆိုရင်နေ့စဉ် daily conversation တွေကိုလုံးဝအခက်ခဲမရှိပဲနဲ့ဗမာဘာသာစကားနီးပါးလောက်ကိုချောချောမွေ့မွေ့နဲ့ပြောနိုင်လာနိုင်မယ်နောက်တစ်ခုကကြာလုံးဝရှုပ်ထွေးတဲ့ကိုယ့်ရဲ့ idea တွေဘယ်လိုမျိုးပြောရမလဲပြီးဂျာမနီမှာတွားနေမယ်ဆိုရင်ရောနေ့စဉ်ဘဝမှာပြောရမယ့်ဟာတွေဈေးတို့စီးကန်တို့ register လုပ်ရမယ့်နေရာမျိုးမှာဆိုရင်ဘယ်လိုမျိုး register လုပ်ရမလဲဆိုတဲ့ဟာအခက်ခဲမရှိပဲနဲ့တချို့ပြောနိုင်မယ်ပေါ့နော်C level ကကျွန်တော်လုံးဝ native like level ဖြစ်သွားပြီပေါ့ C level မှာဆိုရင်တော့အဓိကတော့စာထက်ဘာကိုသင်ရတော့မှလဲစကားပြောတဲ့အပိုင်းအဓိကဖြစ်သွားမယ်အဲ့ဒီ C level မှာဆိုဘာလေးလာရမလဲနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတော့လုံးဝ philosophy နဲ့ပတ်သက်တဲ့ဟာဆိုဘယ်လိုပြောရမလဲပြီးတော့ research ဆောင်ရေးမယ်ဆိုရင်ရောဘယ်လိုမျိုးရေးရမလဲပေါ့နော်နောက်တစ်ခုကကြာကျွန်တော်ဒီမှာကအလုံးနဲ့ဒီတက္ကသိုလ်ကြီးမှာတုံးမဲ့ကြမယ်စာအောင်ဆိုရင်ဘယ်လိုမျိုးပြောရရုပ်ရှင်တွေစာရေးဖတ်တဲ့အခါမှာဆိုတော့တချို့ကလုံးဝအောက်က subtitle နဲ့မဟုတ်ပဲနဲ့လုံးဝရှုပ်ထွေးနေတဲ့စာမျိုးတွေ literature text မျိုးတွေဆိုရင်လုံးဝပေါ့နော်အခက်အခဲမရှိပဲနဲ့ဒီ level မှာဆိုရင်လုံးဝဖတ်နိုင်တိုင်းပြောတဲ့ရေးရဲ့ညမှာဆိုရင်ကျွန်တော်လုံးဝအခက်အခဲမရှိသလောက်နီးပါးဖြစ်လာပြီပေါ့နော် grammar အရဒီမှာလုံးဝကျွန်တော် advanced clause တွေပဲလေ့လာရတော့မယ်အဓိက grammar တစ်ချက်ပြောခဲ့တဲ့လိုမျိုးပဲ C level မှာ grammar အရင်မပါတော့ဘူး grammar လေ့လာရတယ်ဆိုရင်တော့ကျွန်တော်စာဖတ်တဲ့တရားပိုင်း grammar မျိုးပဲရှိတော့ပြီးတော့နောက်တစ်ခုကဘာလေ့လာ idiom တွေပေါ့နော် idiom တွေဆိုရင်ဂျာမန်လိုဘယ်လိုပြောမလဲပြီးရဲ့ခါကျတော့စာအုပ်မှာမှစကားပြောပုံစံမဟုတ်ပဲလုံးဝစာဆက်စင် academic ဆက်စင်ဘယ်လိုမျိုးရေးရမလဲပေါ့နော် speaking အနေနဲ့ဆိုရင်တော့ဘာပြောနိုင်မလဲဆိုတော့ဒီ context အားလုံးမှာဘယ်အကြောင်းရမလဲဆိုအချက်လုံးဝ fluently ဖြစ်ဖြစ်နဲ့ပြောလာနိုင်မယ်ပြီးတော့ interview တွေလုပ်တဲ့အခါမျိုး debate တွေ presentation တွေလည်းဗမာဘာသာစကားပြောလို့မျိုးလုံးဝအခက်အခဲမရှိပဲနဲ့ပြောဆိုလာနိုင်မယ်ပေါ့နော်နောက်တစ်ခုကကြာကျွန်တော် C2 က level ထဲမှာအမြင့်ဆုံးပဲC2 level ကတချို့တို့ foreigner တယောက်နဲ့ရဖို့တော့နည်းနည်းလေးခင်းရင်နဲ့ foreigner တယောက်နဲ့ရရင် C1 လောက်ထိပဲပေါ့ C2 က
ရင်လောက native language အနေနဲ့သင်ထားတဲ့သူမျိုးမှသာရှိနိုင်တာမျိုးပေါ့။စီတူးမှာချေဘယ်မှာဘာသာစကားပြောနေတဲ့လူမျိုးပဲပေါ့။မြေဘယ်အကြောင်းမှမဆိုကောက်ကောက်ပြောနိုင်တာဥပဒေနဲ့ပတ်သက်တာပြောမလားစီးပွားရေးနဲ့ပတ်သက်တာပြောမလားစာပေနဲ့ပတ်သက်တာပြောမလားရုပ်ရှင်နဲ့ပတ်သက်တာလားဘာနဲ့ပတ်သက်တာပြောမလဲလုံးဝပေါ့နော်နည်းနည်းကိုဆွေးနွေးနိုင်နဲ့ပြောဆိုနိုင်သွားပြီဒီ level မှာအဓိကတော့လုံးဝရှုပ်ထွေးနေ literature text တွေကိုဆိုရင်ဘယ်လိုမျိုးဖတ်ရမလဲပြီးတော့လုံးဝ every accent ပေါ့နော်ဘယ်အတန်ထွက်ကိုမဆိုနားလည်နိုင်သွားမယ် native speaker တယောက်လိုမျိုးတချို့ဂျာမန်လိုဘယ်လိုပြောရမလဲရေးရမလဲgrammar မှာဆိုရင်တော့ဒီချက် grammar structure အားလုံးတော့ကွာပိုင်နိုင်သုံးနိုင်သွားမယ်ပြီးရစာအုပ်မှလုံးဝပေါ့နော် stylistic ဖြစ်ပေါ့လုံးဝခင်မီရဲ့ပုံစံဖတ်လိုက်တာနဲ့ဒီစာလုံးဝ level မြင့်နေဆိုရင်ခန်းစားရအောင်ဘယ်လိုမျိုးရေးရမလဲပြီးတော့ကွာရွေးပြောချင်တဲ့ဟာမျိုးဟာတာလေးနှော်ပြီးပြောချင်တဲ့ဟာမျိုးဆိုရင်စကားလုံးကစားပြီးတော့ဘယ်လိုမျိုးသုံးသွားရမလဲပေါ့ speaking အနေနဲ့အောင်ရှေ့မှာပြောခဲ့တယ်လို့မျိုးပဲဘယ်အစိတ်ပိုင်းအောင်မဆိုချက်ဘာလုပ်နိုင်မလဲလုံးဝ phrasally fluently ဖြစ်ဖြစ်ပြောနိုင်နောက်တစ်ခုကကျွန်တော်လုံးဝပေါ့နော်နီးရ native တယောက်နီးပါကိုမှလုံးဝ grammar တွေအပြောတွေအရေးတွေမှာလုံးဝမှားမှုမရှိဘဲနဲ့လုံးဝမှန်ကန်နဲ့လုံးဝတိတိကျကျနဲ့ရေးလာနိုင်မယ်သုံးတဲ့နေရာမှာလုံးဝ fluently ဖြစ်ဖြစ်အခက်ခဲမရှိပဲသုံးလာနိုင်မယ်ပြီးတော့နောက်ကစာလိုပဲပြောမလားlegal နဲ့ပတ်သက်တဲ့ဟာမျိုးပဲပြောမလားအကုန်ပြောနိုင်သွားမယ်ပေါ့နော်နောက်တစ်ခုချက်ပါရှိရောမလဲ dialect တွေဟာတာတွေပြောတဲ့အခါမှာဆိုရင်လည်းအခက်ခဲမရှိပဲနဲ့တေချာပေါက်နားလေလာနိုင်မယ်ပေါ့ဒါကြောင့် A1 ကနေပြီးတော့ C2 ထိပါတယ်တင်သွားရမှာလဲဘာတွေတက်မြောက်သွားမလဲဆိုရဲဟာကိုလေ့လာခဲ့ကြရတာဒါဆိုရင်ဒီ channel ဒီနေ့ A1 ကနေပြီး C2 ထိဂျာမန်မှာဘာတွေလေ့လာသွားရမလဲအဲ့ level ပြီးတော့ဘာတွေတက်မြောက်သွားမလဲဆိုတဲ့ဟာကိုသိပြီးသွားပြီအဲ့တော့အခုဒီ channel ဘာလဲဆိုတဲ့အခါကျ A1 ကနေ C2 ထိမှာဆိုရင် B1 B2 လောက်ဆိုရင်ဒါဂျာမန်ကိုသွားလို့ရပြီဒါပေမဲ့တကယ်တမ်းက B2 လောက်မှပို့ပြီးတော့အဆင်ပြေရပါ daily conversation ပြောတဲ့နေရာမှာဒီ channel က native တယောက်ပြောတဲ့ဟာနားထောင်ရတာနဲ့စာအုပ်ထဲမှာစာသင်တဲ့ဟာနားထောင်ရတဲ့ဟာနဲ့မတူဘူး native ပြောတဲ့ဟာကျစာအုပ်ထဲစာသင်ရတဲ့ပုံစံနဲ့လုံးဝတူမှာမဟုတ်ဘူးပေါ့အခုတကယ်တမ်း B2 လောက်မှအဆင်ပြေရပါတော့ B1 ဆိုတော့နည်းနည်းလေးအခက်အခဲတွေရောက်ရှိနေမှာပေါ့ yeah also this is alles ဒီအားကြောင့် share ဒီနေ့ sharing လုပ်တဲ့အပိုင်းလေးကဒီလောက်ထိပဲပေါ့နော် So hope you enjoyed this video and I believe this video can help you in the journey of your German language learning. So don't forget to like and subscribe my channel. See you in the next video. Cheers!